စပ်ပြင်းကြီးကိုအားလုံးမင်္ဂလာပါအခုကတော့ဥစားပေါ့နော်ကျွန်တော် 320C engine တချို့ဆို heat တွေတက်ကြတယ်heat တက်တဲ့ပြဿနာပေါ့အဓိကအများဆုံးဖြစ်တာတော့အဲ့ပြဿနာလေးဟိုစစ်ဆေးဟို gasket တူတွေဘယ်လောက်ထည့်မယ်ဘာတွေတိုင်းတာမယ်ဆိုတာလေးတစ်ချက်ရှင်းပြပေးပေါ့နော်အခုကတော့ဟဲ့ရဲ့ပြောမယ်ဆိုလို့ရှိရင်ဒုပေါ့နော်ဟဲ့ဒုလေးကိုတိုင်းလိုက်တယ်ဟဲ့ဒုတိုင်းလို့ရှိရင် तू ကဒါတော့ clipper လေးနဲ့ကျွန်တော်ညီရတိုင်းနေတာကျွန်တော်တော့ဒါ video ရိုက်ထားလိုက်တာပေါ့နော်ဟဲ့ကိုတိုင်းလိုက်ရင် 95.1 mm ရှိရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဟက်ကအဆင်ပြေတယ်ပေါ့နော်ဟက်ကအဆင်ပြေတယ်အဲ့ထက်နည်းသွားရင်များသွားဟက်မျက်နှာပြင်တွေကိုလည်းစစ်ဆေးဖို့တော့လိုအပ်တာပေါ့နော်piston မော်တင်ကြည့်လိုက်အခုကကြတော့ကျွန်တော်တို့ကဒါ liner projection ပေါ့ပြောမှဆိုရင်တော့ဘလောက်မျက်နှာပြင်ရဲ့အထက်ကို piston ကဘလောက်တက်တယ်လဲဆိုတာကိုကျွန်တော်တိုင်းတာအဲ့လိုတိုင်းတာမယ်ဆိုလို့ရှိရင်အခု diagram လေးပေါ့ diagram လေးကိုကျွန်တော်တို့ကဘလောက်နဲ့ဘလောက်မျက်နှာပြင်မှာ mechanic ကိုတန်လိုက်ကိုကတ်လိုက်မယ်ကတ်ပြီးတော့ခါမှဘေးမှာချလိုက်ရင်0 setting ဖြစ်သွားမယ်0 setting ဖြစ်သွားပြီဆိုမှpiston ပေါ်တွန်းတင်လိုက်တဲ့အချိန်လဲ0ဖြစ်နေရမယ်ပေါ့နော်ပြီးမှကျွန်တော်တို့က engine ကိုလှည့်မယ် piston ဘလောက်ထိတက်သွားလဲပြန်ကျလာလဲဒါကိုတိုင်းတာမှာပေါ့သူ့ရဲ့ wear limit ပေးထားတာကကြတော့သူက0. piston အပေါ်တက်ရမယ် area က 0.55 ကနေပြီးတော့ 1.15 mm ကိုပေးထားတာပေါ့နော်အဲ့လိုဖြစ်နေရင်သူကဘာသုံးရမလဲဆိုရင် gasket ကgasket ရဲ့ဒုကိုသူက 1.8 mm သုံးပါလို့ပြောထားတာအဲ့ကြကျွန်တော်တို့ကနည်းနည်း different လုပ်ကြည့်လိုက်မယ်ပေါ့နော်တခုလေကျွန်တော်တို့က 1.8 gasket ကိုကျွန်တော်တို့က piston ကအမြင့်ဆုံးလို့ပဲကျွန်တော်တို့တွက်လိုက်မယ် 1.15 mm 1.8 ထဲက 1.15 mm ကိုနှုတ်လိုက်ရင် 0.7 mm ဖြစ်နေရမယ်ပေါ့နော်ပြပါပြီနော်အခုကျွန်တော်တို့က liner projection တိုင်းတဲ့အချိန်မှာအခုမှ gate မှာကြည့်လို့ရှိရင်ကျွန်တော်1.35 ဖြစ်နေတာပေါ့ piston အပေါ်တက်တဲ့ area ကသူပေးထားတဲ့ဥစ္စာနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ 1.35 ဆိုတော့များ 1.34 ပေါ့ရ1.35 ဖြစ်နေတာပေါ့1.35 ဒီတက်အဲ့ကြတော့ကျွန်တော်တို့က1.34ဖြစ်နေခဲ့လို့ရှိရင်အစော0.7 ဆိုတဲ့ millimeter ကို plus လုပ်လိုက်မယ်ဆိုရင် 2.04 gasket ကိုကျွန်တော်တို့ကသုံးမှအဆင်ပြေမှာဒါတော့ knowledge sharing လုပ်ခြင်းပဲဖြစ်တယ်အဲ့ကြတော့ liner projection piston အပေါ်တက်တဲ့ area ပေါ့ piston အပေါ်တက်လာတဲ့ဥစ္စာကသူ့ limit မှာပေးထားတယ်ဆို1.15 ကအမြင့်ဆုံးပေးထားတယ်1.15ဆိုလို့ရှိရင် gasket 2ကိုသုံးမှသူက1.8 mmအဲ့ gasket 2ကိုသုံးပါလို့သူ washer manual မှာညွှန်ကြားထားတယ်ပေါ့အဲ့ 1.8 mm တွေကနေပြီးတော့ piston အပေါ်အမြင့်ဆုံးကိုရောက်တဲ့ 1.15 ကိုနှုတ်ရင်0.7 mm ဆိုတဲ့ခြားနားချက်လေးတစ်ခုရှိတယ်အခုကျွန်တော်တို့ကကြတော့ piston ရဲ့ liner projection ပေါ့နော် piston အပေါ်တက်တဲ့ area လေးကိုကျွန်တော်တိုင်းလိုက်တယ်တိုင်းလိုက်တဲ့အချိန်မှာသူက 1.34 mm ရှိနေတယ်ပေါ့piston အပေါ်တက်တဲ့ဥစ္စာက 1.34 ရှိတယ်အဲ့မှာကျွန်တော်တို့က gasket 2ကိုကျွန်တော်တို့ကgasket 2ကိုကျွန်တော်တို့ဘယ်လိုသုံးမလဲဘယ်လောက်သုံးမလဲဆိုတာကျွန်တော်တို့စဉ်းစားလိုက်တယ်စဉ်းစားလိုက်တဲ့အချိန်မှာအစောက 0.7 နဲ့ 1.34 နဲ့ပေါင်းလိုက်လို့ရှိရင် 2.04 ဆိုတဲ့ပေါင်းခြင်းရတယ်ပေါ့ဗျာအဲ့ကြတော့ကျွန်တော်တို့က gasket ရဲ့2ကို2 mm 2.1 ထိတော့မရဘူး2.04 ဆိုဖြစ်တဲ့အတွက်2 mm ရှိတဲ့ gasket ကိုသုံးမယ်ဆိုရင်တော့အဆင်ပြေတယ်ဟီးတွေဘာတွေမတက်ဘူးဟီးတွေဘာလည်းမတက်ဘူး engine compression လည်းကောင်းကောင်းရမယ်ပေါ့ဗျာတအားကြီးထူလို့ရှိရင်လည်း compression ဝေးသွားမယ်အဆင်မပြေဘူးတအားကြီးနည်းသွားလို့ရှိရင်လည်း compression တအားကတ်သွားတဲ့အခါမှာ heat တက်တာတို့မဟုတ်ဘူးမီးတန်ခောက်တာတို့အဲ့ပြဿနာတွေရှိတယ်ပေါ့အဲကြောင့်မို့ကျွန်တော်တို့ကpiston အထက်ကိုတက်တဲ့ area ပေါ့ဗျာ liner projection ကိုကျွန်တော်တို့ကတိုင်းတာliner projection တေချာလေးတိုင်းမှသာကျွန်တော်တို့က gasket 2ဘယ်လောက်သုံးရမယ်ဘာလုပ်ရမယ်ဆိုတာကိုတွက်ချက်လို့ရမှာပေါ့အဲကြောင့်မို့ washer manual ပေးထားတာတော့ 1.15 ပေးထားတယ်gasket ကိုသူက3မှလို့ညွှန်းတယ် 1.7 plus or minus 1လို့ပြောတော့ 1.8 ပေါ့ဗျာကျွန်တော်တို့ကအမြင့်ဆုံးယူလိုက်တာအဲကြတော့ gasket 2က 1.8 ဖြစ်တယ်သူ washer manual ပေးထားတာအမြင့်ဆုံးက 1.15 piston အထက်ကိုတက်တဲ့ area ဆိုအဲ့ဒါကိုခြားနာလိုက်ရင် 0.7 mm အခုမှကျွန်တော်တို့က liner projection ကိုကျွန်တော်တိုင်းလိုက်တဲ့အချိန်ကျတော့ 1.34 ရှိနေတယ်ဒီ 0.7 ကိုပေါင်းလိုက်မယ် 2.04 ဆိုတဲ့gasket 2ပေါ့ဗျာအမှန်ဆို 2.04 အတိအကျသုံးရင်တော့ပိုကောင်းတာပေါ့နောက်က point ကနန်းလေးတွေကလည်းအရင်သုံးဝင်တယ်အဲကျွန်တော်တို့ကတော့အခုကတော့2 mm ရှိတဲ့gasket ကိုသုံးမယ်ဆိုလို့ရှိရင်တော့ engine heat တက်တာတို့engine heat တက်မယ်မီးတန်တွေခောက်မယ်အဲ့ပြဿနာတွေကင်းလို့ပါဗျာ engine compression လည်းကောင်းကောင်းရပြီးတော့မှဆက်က power အပြည့်အဝရရှိမှာအကြောင်းမို့ကျွန်တော်က liner projection ကိုတေချာတိုင်းမှာ
တေချာတိုင်းမှသာဟိုကျွန်တော်တပည့်တွေကိုယဉ်ညွှန်းတာပါเนาะကျွန်တော်ပြောတဲ့စကားကလောသွားရင်တခြားဆရာကြီးတွေအတွက်တော့မဟုတ်ပါဘူးကျွန်တော်တပည့်တွေကျွန်တော်ညီကိုတွေသိဖို့ဟာနဲ့တခြားဆက်ပြင်ညီကိုလေးတွေသိဖို့ဟာကျွန်တော်ပြောပြခြင်းဖြစ်တယ်။အဲကြောင့်မို့ Princeton ဒီဘာလို့ပြောပြရလဲဆိုရင်ကက်စီတွေမှာပြဿနာတက်တယ်။ဟီတက်တယ်ဆရာဟီတက်တယ်ရေတွေစူတယ်ရေတိုင်းတွေလဲတယ်ဘာရေတိုင်းတွေလဲတယ်တာမွန်စတက်တွေဖြုတ်ထားပေမဲ့လည်းဒီပြဿနာတွေရှိနေတယ်ဆိုဖြည့်ရှင်းလို့မရလို့ကျွန်တော်ကဒီပြဿနာလေးကိုဟိုစက်ပင်ကြီးကိုတွေအားလုံးသိစေဖို့အတွက်ဟိုဝင်မြခြင်းဖြစ်တယ် workshop menu မှာတချို့ကြရေးထားတယ်ဆရာကြီး 1.15 mm ပဲ piston liner projection ဒါပေမဲ့ तू အဲ့ထက်ပိုတက်နေတယ်သူ3နိုင် gasket ကလည်း 1.8 လို့ပြောတယ်ဆရာကြီးဒါပေမဲ့ 1.8 gasket က 1.8 gasket ကအဲ့အထူမရဘူးခါလေးရအဲ့အထူရတယ်ကျွန်တော်စီကကြတော့ပြောမယ်ဆိုပစ္စည်းသွင်းတဲ့ပစ္စည်းရောင်းတဲ့သူတွေက technician မဟုတ်ဘူးကျွန်တော်စက်ပြင်တွေက recommend ပေးတဲ့ဥစ္စာကိုပဲသူကလုပ်တာဒါပေမဲ့ကျွန်တော်စက်ပြင်တွေညီကိုတွေကဒီပုံမှန်မဲ့အလုပ်လုပ်ရတဲ့ခါကျတော့ပစ္စည်းရောင်းတဲ့သူတွေရဲ့ငွေကြေးတွေဒဏအင်အားတွေမလိုက်နိုင်ဘူးပေါ့ဗျာမလိုက်နိုင်တဲ့ခါကျတော့သူတို့ပေးတဲ့ gasket ကိုပဲကျွန်တော်တို့ကအသုံးပြုရတာအသုံးပြုရတဲ့ခါမှာအဲ့ပြဿနာတွေရှိတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဟိုဒါကျွန်တော်တို့စက်ပြင်တွေကလည်းစက်ပစ္စည်းရောင်းတဲ့လူတွေကိုကျွန်တော်တို့က recommend ပေးရမယ်ပြောရမယ်ဗျာငါတို့ဒီ gasket ဒီ2ကိုပဲလိုချင်တယ်မင်းတို့လုပ်ပေးပါအဲ့ဒါမှငါတို့ဒီမှာ customer ရောငါတို့အတွက်လည်းအဆင်ပြေတယ်အဲဆိုတော့သွားပြီးပစ္စည်းတစ်ခုတက်လိုက်ပြီးဆိုစက်ပြင်ကပဲအလုံးလုံးတောင်းရှိတယ်reen တွေbearing တွေဘာတွေညာအရေးသွေးတွေဘလို့ဆိုတာအဲကြောင့်မို့ပစ္စည်းတအားညံ့တာအဆင်မပြေတာဆိုမသုံးပါနဲ့စက်ပြင်တွေညီကိုအားလုံးကိုပြောပြတာပေါ့နော်ပြဿနာအားလုံးကကိုစီဝဲလာတာအဲကြောင့်မို့ကိုကဒိုင်ငံဖြည့်ရှင်းရတဲ့သူဖြစ်နေတယ်ဒိုင်းဖြစ်နေတယ်ပေါ့ဗျာအဲကြောင့်မို့ကျွန်တော်တို့ကကိုပစ္စည်းသုံးမယ်ဆိုရင်ကောင်းကောင်းသုံးပါတိုင်းတာမယ်ကိရိယာတွေတိုင်းတာမယ်အလုပ်လုပ်ရမယ်ဥစ္စာတွေလည်းတိကျကျတိုင်းတာပြီးတော့မှအဆင်ပြေအောင်လုပ်ပါလို့ကျွန်တော်ကအကြံပေးချင်တာပေါ့ဗျာအကြံပေးချင်တာအစောကကျွန်တော်ပြောလိုက်တဲ့ head တွေကိုတိုင်းတယ်ဒီဘလောက်မျက်နှာပြင်တွေကိုတိုင်းတဲ့အခါမှာလဲသူတန်ပေတန်နဲ့တိုင်းလိုက်ဗျတန်ပေတန်နဲ့တိုင်းလိုက်လို့ရှိရင်သူကဘာပြဿနာရှိအောင်ဆိုတော့တန်ပေတန်နဲ့တိုင်းလိုက်တဲ့အခါမှာသူ့ရဲ့ပေးထားတဲ့ limit ကမှာ 0.2 mm 0.2 mm 0.1 mm ကို4000ဗျာ 0.2 ဆိုတဲ့အတွက်သူက8000ပဲသူကပေးတာကျွန်တော်တို့ဒီ engine မှာဘလောက်တွေ head တွေကိုတိုင်းတာလိုက်တဲ့အခါမှာ17000လောက်ဖြစ်နေတာကျွန်တော်ညီကိုတခြားတိုင်းခိုင်းတယ်အကြည့်ဂျိုးနဲ့တစ်မျိုးတန်ပေတန်နဲ့တစ်မျိုးဒုထူတဲ့ guideline တန်နဲ့တစ်မျိုးအဲ့လိုမျိုးတိုင်းတဲ့အချိန်မှာ17000လောက်ဖြစ်နေတာတကယ်တမ်းတခြားနိုင်ငံတွေမှာဆိုရင်တော့ဒါအစ်စ်လဲရမှာပဲအခုကတော့ကျွန်တော်တို့gasket ကျွန်တော်တို့ဘလောက်မျက်နှာပြင်ကိုတိုင်းတဲ့အခါမှာကျွန်တော်စိတ်ကြိုက်မတွေ့ဘူးပေါ့ဗျာအဲ့မတွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒါရှလိုက်လို့ဆိုတဲ့ကိုအဲ့ကိုအရန်ကောင်းပါတယ်gasket ဒီဘာတွေသုံးတဲ့အခါမှာ gasket တွေရဲ့ဒုတွေကို feeling ပေါ့ဗျာဖြည့်ပေးတဲ့ဥစ္စာမှာအရန်အဆင်ပြေတယ်တခြားကော်တွေကြတော့6မြန်နဲ့ခုနေမယ်ဘာလဲဆိုအဆင်မပြေဘူးဗျအဲကြောင့်မို့ဒီ slide ကော်လေးတွေကိုလည်းကျွန်တော်ကတော့များများဆဆယူထားတယ်ဝယ်ထားတယ်စက်ပင်ကြီးကိုတွေလိုအပ်တယ်ဆိုရင်ပြန်မျှဝေပေးမယ်ပေါ့နော်ဒီကော်လေးတွေကိုကျွန်တော်တို့ကသုံးပြီးတော့မှဒီ gasket ရဲ့ဟိုအစောကပြောတဲ့ဥစ္စာပေါ့3000လောက်ကွာဟနေတဲ့ဥစ္စာလေးတွေကိုဒီကော်လေးနဲ့ဖြည့်ပြီးတော့မှကျွန်တော်တို့ကဒါသုံးဖို့ဆိုဒီကော်လေးတွေကိုလိုက်တုပ်ပြီးတော့မှကျွန်တော်တို့သုံးရတာပါအမှန်ဆိုရင်တော့ကျွန်တော်တို့ကမသုံးချင်ဘူးသူ့ရဲ့ limit တွေဝင်နေမယ်ဆိုဘလောက်ကဒီက well limit သူပေးထားတယ်ဗျအမြင့်ဆုံးမှာ 0.2 mm ဆိုရင်1.1 mm 4000 8000ကျော်ကျွန်တော်တို့ကမသုံးဘူးဆိုရင်အခုချိန်ကျတော့ဈေးစကားတွေ customer တွေကလည်းပုံချမှုတွေများတဲ့အခါမှာသူတို့အတွက်လည်းကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ဒီလိုသုံးပေး